မင်္ဂလာပါတတမီမီတို့ရေအခု 2 times table လေးကိုမြန်မာလိုရော English လိုရောနှစ်မျိုးလေးပြပေးမယ်နော် 2 times 1 is 2 2 times 2 is 4 2 times 3 is 6 2 times 4 is 8 2 times 5 is 10 2 times 6 is 12 2 times 7 is 14 2 times 8 is 16 2 times 9 is 18 2 times 10 is 20မြန်မာလိုလေးဆိုကြည့်ရအောင်တက်လီနဲ့နှစ်လီ4နဲ့3လီ6နဲ့4လီ8နဲ့5လီ10နဲ့6လီ12နဲ့9လီ14နဲ့8လီ16နဲ့9လီ18နဲ့10လီ20ဖြစ်ပါတယ်ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် See you next video